တင်မြင်နေရတဲ့လမ်းလျှောက်နေတဲ့ဒီတရိษံဟာအတီကောင်စားတဲ့ငှက်လင်းတာဖြစ်ပြီးနိုင်ငံတော်ဆင့်ပထမတန်းစားကာကွယ်ထားတဲ့တောရိုင်းတရိษံဖြစ်ပါတယ်။အရွယ်ရောက်ပြီးလင်းတာတကောင်ဟာ1.2 မီတာလောက်ထိရှည်လျားနေပြီးအတောင်ပံဖြန့်ကျက်မှုအကျယ်ဟာ2.8 မီတာနီးပါးရှိပါတယ်။သူတို့ဟာတားရက်ငှက်တွေဖြစ်ပြီးမဲ့တကယ်တမ်းတော့ဘယ်တော့မှတက်ဖြတ်စားတော့လိမ့်မရှိပါဘူး။အဓိကအဖြစ်အသေးကောင်တွေကိုပဲစားလိရှိပါတယ်။အသက်ဆက်သေးတာပဲဖြစ်ဖြစ်ပို့ပွားနေလာပဲဖြစ်ဖြစ်အစာမရွေးပါဘူး။ဒါကြောင့်လဲသူတို့ကိုတဘာဝတရားရဲ့တန်ရှင်းရေးအဖွဲ့ Nature's Cleanup Crew လို့တင်စားခေါ်ပေါ်ကြတာပါ။သူတို့ကတေဆုံးနေတဲ့တရိษံတွေကိုတစ်နှစ်ပတ်လုံးစားတောက်နေကြတာကြောင့်သူတို့ရဲ့ခေါင်းမှာအမွေးမရှိသလောက်နှဲပါပါတယ်။လင်းတာရဲ့အစာရည်မျိုးပွန်းဟာအလွန်ကြုံနိုင်ဆန့်နိုင်စွမ်းရှိတာကြောင့်30 စင်တီမီတာလောက်ရှိတဲ့အယိုးတွေကိုတောင်အလွယ်တကူမျိုးချနိုင်ပါတယ်။ဒါကတော့အလွန်ပြင်းထန်တဲ့စားနိုင်စွမ်းတိုက်စားနိုင်စွမ်းရှိတဲ့သူ့ရဲ့အစာအင်အက်ဆစ်ကြောင့်ဖြစ်ပြီးခုနလေးကောင်မှာမျိုးချလိုက်တဲ့အယိုးတွေကိုတောင်အရေးပြောသွားအောင်ချီးဖြတ်နိုင်ပါတယ်။သူ့ရဲ့စုပ်စုပ်ပြက်ပြက်ပုံစံကိုကြည့်ပြီးအထင်မသေးလိုက်ပါနဲ့။သူကနိုင်ငံဆင့်အထူးကာကွယ်ထားတဲ့ရှားပါးတရိษံဖြစ်ပါတယ်။သူ့ရဲ့ထူးဆန်းပြီးကြောက်စရာကောင်းတဲ့လမ်းလျှောက်ပုံကိုမြင်နိုင်ပြီးနောက်မှာတော့ online အသုံးပြုသူတွေ netizens တွေကသူသာအတီးအတန့်လမ်းလျှောက်ရင်ဘယ်လိုပုံစံရှိမလဲဆိုပြီးသိချင်လာကြပါတယ်။